Okay အားလုံးမင်္ဂလာပါကျွန်တော်နာမည်က Dr. Trainer ဆရာဆိုရနိုင်ဖြစ်ပါတယ်ဒါလေးကတော့သင်တန်းသားလေး BDN လို့ခေါ်ရတယ်နော်ဒီနေ့မှာတော့သူ့ကျွန်တော်ဘာသင်ကြားပို့ချပေးမယ်ဆိုရင်ကျွန်တော်တို့သူ့ကိုလက်ပေးတာလေးနဲ့ high five လုပ်တာလေးသင်ကြားမယ်ပေါ့နော်အဲ့ဒါလေးနဲ့အတူသူကဒီကလေးရဲ့ပြချက်ဒီလိုပေါ့စိတ်ကိုအရန်မြန်တဲ့အတွက်သူ့ကိုဆွဲကိုမထိနိုင်ပဲနဲ့လက်တွေကတ်ငုံနဲ့အကျင့်သွားလို့အခါနဲ့ပြင်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်လည်းအတူဝါသနာရှင်မိတ်ဆွေများ like လေးလာလို့ရပါတယ်နော် Okay ဟာ Yes ဟာ Okay, lovely. So, yes. ကျွန်တော်ကပညာနည်းလမ်းတွေမှာအများကြီးရှိရပြန်เนาะတချို့ကလေးအစာကြိုက်တယ်လို့တချို့ကလေးအစာမကြိုက်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီပညာနည်းနည်းလမ်းတွေကျွန်တော်ခဏခဏပြောသလိုပဲပုံသေးတော့မှထားလို့မရဘူးပြန်เนาะဒီကလေးကဒီနည်းနဲ့ရစီနောက်ပြီးတော့တင်လို့ဒီနည်းနဲ့ရကြမှာရပါတယ်เนาะ No ခုဒီအရှင်မျိုးမှာသူစီကျွန်တော်လောက်ကင်နေပြီအဲ့တော့ကျွန်တော်တို့ကမကြိုက်ဘူးအောင်ပြအစာပေးရမှာပေါ့เนาะ No Right ပြီးရင်ဟာကလေးတွေခွင့်လေးတွေကျွန်တော်တို့ထူးခြားတဲ့တန်လေးကိုသူတို့ဒီအောင်ခံလို့ရှိအဲ့တော့ကျွန်တော်တို့ဒီတို့ဟိုတင်ကြားပေးတဲ့ခါမှာဒီလိုအရှင်မျိုးလောက်လာပြီဆိုရင်ကျွန်တော်ထူးခြားတဲ့အတန်လေးနဲ့ကျွန်တော်ပါပီလေးကိုအဲ့လိုလေးအားအောင်ပြောင်းအောင်လုပ်နေပေါ့နော်ကျွန်တော်အဓိကမှာကျင်တဲ့ဒါ main point ကတော့ဒီကလေးကိုဒီပုံစံနဲ့တင်ပြတော့ဒီပုံစံနဲ့တင်လို့ကြားချင်မှရပါလိမ့်မယ်ပေါ့ဒီကမှထားလို့မရဘူးနော်ဟိုနီးစနစ်ကတော့ basic opinion အနေနဲ့ကတော့ပါပီလေးတော့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့အရွယ်ရောက်တဲ့ကလေးကိုတင်ကြားတဲ့ခါမှာဒီလိုပုံစံစနစ်တွေရချင်မှရပါတယ်နော်အဲ့တော့နီးနဲ့ဘောင်းတော့သုံးရပါနော် Okay and let's go love it yes good job ကျွန်တော်ဒီ love it တောင်းတဲ့ခါလေးမှာကျွန်တော်သူ့အစာနဲ့လေးရင်ပြမယ်အစာကြိုက်တဲ့ကလေးဒီကလေးဒီအစာကြိုက်တဲ့ကလေးဖြစ်တဲ့အတွက်အစာနဲ့ကျွန်တော်သင်ပေးတာပေါ့နော်အစာမကြိုက်တဲ့ကလေးဆိုအစာမပါဘဲသင်ရနီးရှိပါတယ်ပေါ့နော် Okay ဒါ Okay love it yes good စာလေးနဲ့ကောင်းလို့ကျွန်တော်ပြမယ်နော်အဲ့ဒီချိန်မှာခေါင်းလေးဒီမောလာတယ်မောလာတဲ့အချိန်မှာအဲ့လိုအရှင်မျိုးမှာသူတို့ဒီလက်ကလေးလောက်လာအဲ့လောက်လာလက်အရှင်ကျွန်တော်အမိရဖမ်း Okay yes so good job yeah love it yes good job okay yeah love it yes good job စနေကျွေးနေမှာကျွန်တော်အများကြီးကျွေးမလို့ပါဘူးเนาะဘာလေးကျွေးရလဲခဏခဏမေးရသူတွေအတွက်စနက်ကျွေးရနေမှာခွေးလေးတွေစားရစနက်ရှိပြီးစားကြောင်လေးကျွေးလဲရပါတယ်နော်အဲ့တော့ကလေးရဲ့ကြိုက်တဲ့အရာပုံမူတည်ပြီးကျွေးပြပါနော်ပုံသေးသတ်မှတ်ထားမသတ်မှတ်ထားပါနဲ့နော်ဘာလို့မရှိပါဘူးနော်ကလေးကြိုက်တဲ့ပုံမူတည်ကျွန်တော်ကျွေးပြပါ Okay love it yes good job Okay love it high five high five yes good job Okayအဲ့ဒါသူအောင်များသွားပြီအဲ့ချိန်မှာကျွန်တော်တို့ထူးခြားအတန်လေးနဲ့သူတို့အောင်ဆက်အောင်ပြန်လုပ် High five yes good job okay high five yes good job high five yes good job okay ဒါဆိုရင်တော့ကျွန်တော်တို့ဟိုဒီပညာနည်းနဲ့ပတ်သက်ပြီးလေ့လာနေတဲ့ဝါသနာရှင်များအတွက်ကျွန်တော်အစီအစဉ်အောင်လို့သင်ကြားပြသပေးနေခြင်းဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးအစီအစဉ်တွေလည်းပြောနေပါတယ်